အမေရိကန်မှာကမ္ဘာဖလားကြည့်ရင်မြန်မာငွေဘယ်လောက်ကုန်ကြမလဲဆိုတာတိတိကျကျပြောလာတဲ့စမိုင်းအခုလက်ရှိအမေရိကန်နိုင်ငံမှာစီကားတိုင်းမြိုက်စွာကျင်းပနေတဲ့ကမ္ဘာဖလားဘောလုံးပွဲကြီးကိုတာမန်ရိုးရိုးခုံကနေကြည့်ခွင့်ရဖို့တောင်မလွယ်ကူတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့နာမည်ကျော်တတိမကြီးစမိုင်းတို့မိသားစုကတော့ VIP ထိုင်ကုန်တွေကနေအထာကျကျကြည့်ရှုနေတဲ့ပုံရိပ်တွေကလူမှုကွန်ရက်စာမျက်နှာတွေထက်မှဟိုလေးတကြောဖြစ်လို့နေပါတယ်စမိုင်းတို့မိသားစုဆိုတာဒေါ်လာတန်းချီတန်အင်ကြီးတွေတန်ဖိုးကြီးစင်ခံကားတွေနဲ့ခန်းနာစွာနေထိုင်ကြတဲ့သူတွေပါဒါပေမဲ့ကမ္ဘာဖလားပွဲစဉ်တွေအရအမိုက်စား package VIP ထိုင်ကုန်ဆိုတာပတ်စံကြီးတိုင်းလွယ်လွယ်ကူကူဝယ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူးငွေကြေးချမ်းသာမှုအပြင်လူမှုရေးအရှိန်အဝါပါရှိမှသာရှားနိုင်တဲ့တည်တံ့နေရာမျိုးဖြစ်ပါတယ်ဒီလိုမျိုး VIP ခုံမျိုးနဲ့ပွဲကြည့်ဖို့ကုန်ကြစရိတ်ကမြန်မာငွေနဲ့ဆိုရင်ဘယ်လောက်တောင်ရှိမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်လက်ရှိငွေလဲလှယ်နှုန်းမြန်မာငွေ$ကို4200 VIP လက်မှတ်တစ်ဆောင်ရဲ့အနည်းဆုံးဈေးနှုန်းဖြစ်တဲ့$9300ကမြန်မာငွေကျပ်သိန်းပေါင်း222သိန်း6000ဝန်းကျင်ရှိပါတယ်။အမြင့်ဆုံးဈေးနှုန်းဖြစ်တဲ့$9300ကျော်ဆိုရင်တော့မြန်မာငွေ$3060ကျော်အထိကုန်ကျမှာဖြစ်ပါတယ်။ဘိုလ်လူပွဲလက်မှတ်တွေဆိုရင်တော့ဒီထက်တောင်အများကြီးပိုများနိုင်ပါသေးတယ်။တာမန်လူတွေအတွက်တသက်စာရှာရမယ့်ငွေပမာဏမျိုးဖြစ်ပေမဲ့စမိုင်းတို့မိသားစုကတော့ငွေကြေးနဲ့တောင်လဲလို့မရနိုင်တဲ့ဒီလိုခွင့်ရေးတွေကိုအေးစေးသက်သာစွာရယူပိုင်ဆိုင်ပြလိုက်တာဖြစ်ပါတယ်။ပရိသတ်တို့ကရောစမိုင်းကိုအားကြနေပြီလားဆိုတာပြောသွားကြပါအောင်ရှင်။